မဲပေးတာနဲ့ပတ်သက်ပြီးတော့အင်္ဂလိပ်စာအသုံးနှုန်းလေးတွေကိုတစ်ချက်လောက်လေ့လာကြည့်ကြရအောင်နော်အဲ့တော့ vote 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 မဲပေးသည်ဒါမှမဟုတ်မဲကိုပြောတာပေါ့နော် I will vote for the candidate I trust ငါယုံကြည်ရတဲ့ candidate ကိုယ်စားလှယ်လောင်းအတွက်ငါမဲပေးမယ်နံပါတ်2ကကြတော့ဗာလဲဆိုရင် election ဒီရွေးကောက်ပွဲ The general election is held every 5 years နှစ်တိုင်း9နှစ်ပေါ့နော်9နှစ်တိုင်းရွေးကောက်ပွဲကိုအထွေထွေရွေးကောက်ပွဲကိုကျင်းပတယ်။နောက်ကြတော့နံပါတ်3ဘာလဲဆိုရင် ballot ဒီဘာလဲဆိုရင်မဲပြားစာရွက်ကလေးပေါ့နော်လှည့်ဝက်မဲပေးတဲ့စာရွက်ကလေး make your choice on the ballot paper ဘာလဲဆိုရင်မင်းရဲ့လှည့်ဝက်မဲစာရွက်လေးမှာပေါ့နော်မင်းဆုံးဖြတ်ထားတဲ့မဲလေးကိုအမှတ်သားပြုလုပ်လိုက်ပါလို့ပြောတာပေါ့နော်နံပါတ်4 candidate ကဘာကိုပြောလဲဆိုရင်ကိုယ်စားလှယ်လောင်းတွေကိုပြောတယ်ဘလို့ကိုယ်စားလှယ်လောင်းတွေကိုမဲပေးမယ်မဲဝင်ပြိုင်ပြီးတော့ရွေးချယ်ခံတဲ့ကိုယ်စားလှယ်လောင်းတွေဒါမှမဟုတ်ကျောင်းစာမေးပွဲတွေမှာဆိုတော့လေပေါ့နော်စာရွက်ကလေးတွေရှိတယ်အဲ့စာရွက်ကလေးမှာလာပြီးတာ candidate name ရဲ့ candidate ရဲ့ဘာလို့ ID တို့အဲ့ဒါလေးတွေရေးခိုင်းမယ်ဆိုရင်ဒီစာမေးပွဲမှာဝင်ပြီးတော့ဖြေမဲ့လူပေါ့နော်ကိုဆိုလိုခြင်းဖြစ်တယ်ပေါ့နော် There are 3 candidates နော်ကိုယ်စားလှယ်လောင်း3ယောက်ရှိတယ် running for mayor ဘာလဲဆိုရင်မြို့တော်ဝန်ရာထူးအတွက်ပေါ့နော်running ပြေးပေါ့နော်ဒီဝင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်း3ယောက်ရှိတယ်နော်နောက်ဟိကြရင် police station my police station is at the local school ငါရဲ့မဲပေးစာလိုက်ပေါ့နော်မဲပေးစာလိုက်ငါရဲ့မဲပေးစာလိုက်ကဘာမှလဲဆိုရင် is at the local school ဒေတာကန်ငါရဲ့ဒေတာကန်ကျောင်းမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့မဲနဲ့ပတ်သက်ပြီးတော့ဟိုအင်္ဂလိပ်စာလေးတွေလေးလာတဲ့ခါကျရင် vocabulary တိုးနိုင်ပါเนาะနောက်ထပ်ပြီးတော့ဒီမဲပေးတာနဲ့ပတ်သက်ပြီးတော့အင်္ဂလိပ်စာအသုံးနှုန်းလေးတွေကိုလည်းထပ်မံပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်ပေါ့เนาะဒါကြောင့်ထပ်မံပြီးသင်ပေးသွားမှာဖြစ်တဲ့အတွက်ဒီသင်တန်းရဲ့ page လေးကို like and follow လေးလုပ်ထားပေါ့เนาะအဲ့တော့ vocabulary လည်းကျေဝနိုင်ပြီးတော့အင်္ဂလိပ်စာလည်းအများကြီးရနိုင်ကြပါစေเนาะ